ဖူဟန်ကိုမဖြစ်မနေအနိုင်ကစားရမယ်အာဆင်နယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ CR ဖူဘော channel ကနေကြိုဆိုလိုက်ရပါတယ်အာဆင်နယ်အသင်းကတော့အခုနောက်ပိုင်းလက်ချံပွဲစဉ်တွေကတော့မဖြစ်မနေအနိုင်ရရှိအောင်ကစားရမယ့်ပွဲစဉ်တွေတော်တော်များလာပါတယ်ပရီးမီးယားလိဂ်မှာပိုဆိုးတယ်ပေါ့နော်အဲ့တော့တစ်ဖက်ကမန်စီးတီးကတောက်လျှောက်နောက်ကနေလိုက်ပြီးတော့ pressure ပေးနေတဲ့အချိန်ဒီလိုအခြေအနေမှာအာဆင်နယ်အသင်းအနေနဲ့ဖူဟန်ကိုနိုင်ပြီးတော့6မှတ်တာဖြတ်နိုင်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်လည်းအဖီအားတွေရောနေသွားမယ်တစ်ဖက်ကမန်စီးတီးကိုလည်းဖီအားတွေထည့်ပေးလိုက်တယ်လို့ဖြစ်သွားမယ်ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းအနေနဲ့မဖြစ်မနေအနိုင်ရရှိအောင်ကစားသင့်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့ဒီနေ့ကစားရမှာကတော့ဖူဟန်နဲ့ကန်ရမှာအိမ်ခွင်းအမရိတ်မှာကန်ရမှာဖြစ်တဲ့အတွက်ကြောင့်အရန်ကြီးတော့စိတ်ပူစရာတော့မရှိပါဘူးညီကိုတွေဘာလို့လဲဆိုလို့ရှိရင်အာဆင်နယ်ရဲ့အိမ်ခွင်းအားအရန်ကောင်းလို့ပါအဲ့တော့ကျွန်တော်အာဆင်နယ်ရဲ့ဒီရာသီအိမ်ခွင်းအချက်လက်လေးတွေကိုကျွန်တော်စပြီးတော့ပြောပြချင်ပါတယ်အာဆင်နယ်အသင်းကဒီရာသီအိမ်ခွင်းမှာဆိုလို့ရှိရင်18ပွဲကစားထားတယ်ဗျာညီကိုတို့ပြီးရင်73ပွဲနိုင်တယ်2ပွဲတည်ရင်2ပွဲပဲရှုံးထားတယ်ဗျာသွင်းကိုက38ခုနဲ့ပြီးကိုက17ခုပဲပေးထားရတယ်ကိုကချာချက်က +26 နဲ့ဒီရမှတ်အားဖြင့်ဆိုလို့ရှိရင်လည်း40မှတ်တိတိရထားတယ်ဆိုတော့အိမ်ဝင်းအားအာဆင်နယ်အကောင်းဆုံးလို့တောင်ပြောလို့ရတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့အာဆင်နယ်ရဲ့အိမ်ဝင်းကိုယုံတယ်ပြီးရင်လက်ရှိနောက်ပိုင်းကစားခဲ့တဲ့ခြေစွမ်းအရာလည်းအပြည့်ပြောစရာမရှိဘူးလို့တော့မြင်တယ်ဒါကြောင့်မလို့ကျွန်တော်ကတော့အိမ်ဝင်းအားမှာအာဆင်နယ်ကိုအသာပေးချင်ပါတယ်ဒါအပြင်ဖူဟန်အသင်းရဲ့အဝေးကွင်းအားကိုလည်းကျွန်တော်ထည့်ပြီးတော့စဉ်းစားကြည့်လိုက်တော့ဖူဟန်အသင်းက18ပွဲကစားပြီးတဲ့အချိန်မှာ4ပွဲပဲနိုင်ထားတယ်ဗျာ4ပွဲတည်6ပွဲတိတိရှုံးထားတယ်ရှုံးပွဲတွေကပိုများတယ်ဗျာတို့အဝေးကွင်းဆိုလို့ရှိရင်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဖူဟန်ကအသင်းကြီးတွေကိုဒုက္ခပေးနိုင်တဲ့အသင်းဆိုတာတော့မှန်တယ်ဒါပေမဲ့တို့အဝေးကွင်းညံ့တယ်ပြီးတော့ရင်တို့ရဲ့မှာ3ဂိုးတွေမှာဆိုလို့ရှိရင်လည်းအဝေးကွင်းမှာ16ဂိုးပဲသွင်းနိုင်ပြီးတော့29ဂိုးတိတိပေးထားရတယ်။ရာဟိုဂိုးကချချက်အားဖြင့်ဆိုလို့ရှိရင်လည်း -11 ဆိုတော့တော်တော်လေးကိုဒါကျဆင်းနေတဲ့ပမာဏဖြစ်ပါတယ်။ပြီးတော့ရင်ရမှတ်အားဖြင့်ဆိုလို့ရှိရင်လည်း16မှတ်ပဲရထားတော့အာဆင်နယ်ရဲ့တဝက်တောင်မရှိဘူးဗျာ။အဲ့တော့ဒါကြောင့်မလို့ပဲကျွန်တော်ကတော့ဖူဟန်ကလည်းအဝေးကွင်းညံ့နေတော့အာဆင်နယ်အသင်းကလည်းမဖြစ်မနေအနိုင်ရရှိအောင်ကစားမယ်ဆိုတော့ဒီပွဲစဉ်မှာအာဆင်နယ်ဘက်မှာ chance တွေအများကြီးရှိတယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ head to head လေးကိုစပြီးတော့ပြောကြည့်လိုက်ပါမယ် head to head မှာလည်းအာဆင်နယ်ပဲတာပါတယ်ဘာလို့လဲဆိုလို့ရှိရင်ပထမကြော့မှာတော့ဖူဟန်ကိုရှုံးဝနာကတ်တောင်မရှိဘဲနဲ့ဒီ1-0ဆိုတဲ့ရလနဲ့ Trauser ရဲ့ဂိုးနဲ့နိုင်ခဲ့တယ်ပြီးတော့ရင်ပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်လည်းအာဆင်နယ်အင်ကွန်းမှာ2-1နဲ့နိုင်တယ်ဖူဟန်အင်ကွန်းမှာဆိုလို့ရှိရင်တော့1-1တေးကြတယ်ပြီးရင်ဖူဟန်အင်ကွန်းမှာဒီ1-2နဲ့အာဆင်နယ်ကတစ်ချိန်ရှုံးတယ်ပြီးရင်အာဆင်နယ်အင်ကွန်းမှာ2-2တေးကြတယ်အဲ့တော့ပြောချင်တာကဗျာအာဆင်နယ်အနေနဲ့အင်ကွန်းမှာဆိုလို့ရှိရင်ဖူဟန်ကိုအနိုင်ဆုံးတေးရအောင်တော့ကစားနိုင်တယ်ဒါပေမဲ့ဒီလိုအခြေအနေမှာတေးရအောင်ကစားလို့ကိုမဖြစ်ဘူးမဖြစ်မနေအနိုင်ရရှိအောင်ကစားရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့အာဆင်နယ်ပဲဒီပို့ပြီးတော့အလေးတာနေတယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်အဲ့တော့ညီကိုတွေဒီအာဆင်နယ်ရဲ့နောက်ဆုံးဒီကစားခဲ့တဲ့9ပွဲကိုကျွန်တော်ဆွေးနွေးကြည့်အောင်အာဆင်နယ်နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာပရီးမီးယားလိဂ်3ပွဲပါတယ်နျူကာဆယ်ကို1-0နဲ့နိုင်တယ်ခြေစွမ်းအရာလက်ခံစရာမဟုတ်ဘူးဆိုပေမဲ့ရလက်အရာလက်ခံလို့ရတဲ့အနေအထားကျွန်တော်ကတော့ဗျာဒီအခုနောက်ပိုင်းပွဲစဉ်တွေကိုပေါ့နော်အသင်းနေနဲ့ပတ်သက်ပြီးကျွန်တော်ကတော့ရလက်ကောင်းတယ်ရလက်မကောင်းဘူးအဲ့လိုမျိုးဒီဒါကိုပဲကျွန်တော်အဓိကကြည့်ကျင်တယ်ဗျာခြေစွမ်းကောင်းတယ်ခြေစွမ်းမကောင်းဘူးကိုကျွန်တော်အဲ့လောက်ကြီးစိတ်ထဲမထားကျင်တော့ဘူးကျွန်တော်တို့ United အသင်းအပါဝင်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကတော့ Arsenal အနေနဲ့နိုင်ပွဲရရှိဖို့ကအဓိကလို့တော့ကျွန်တော်မြင်တယ်ဒါကြောင့်မလို့ Newcastle နဲ့ပွဲမှာသူတို့ဒီအခြေအနေကောင်းခဲ့တယ်ပြီးရင် City ကို2-1နဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်ရှိရပြီးရင်ဘုံမောက်ကို1-2နဲ့ရှုံးနေခဲ့တဲ့အိမ်ခွန်းမှာပဲအဲ့တော့ဗျာ Arsenal အိမ်ခွန်းမှာဒီ Sporting ကိုစီစီတွေကြတယ်ပြီးရင်တီကိုကွင်းမှာချန်ပီယံလိဂ်မှာပြီးခဲ့တဲ့ဒီ2ရက်လောက်ကမှကန်ထားတယ်ပေါ့နော်ပြီးခဲ့တဲ့တရက်ကမှကန်ထားတယ်1-1တည်ရကြထားတယ်အဲ့တော့အိမ်ခွင်းအားအပြစ်ပြောစရာမရှိဘူးဒါပေမဲ့တစ်ချက်ရှိတာကျွန်တော်ဘုံပေါက်ကို1-2နဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာတော့အာဆင်နယ်ခြေစွမ်းအစစ်အမှန်မဟုတ်ဘူးဒါပေမဲ့ကျန်တဲ့ပွဲစဉ်တွေကိုလိုက်ကြည့်လိုက်ညီကိုတို့မန်စီးတီးကိုကစားခဲ့တဲ့ခြေစွမ်းအရာလည်းအပြစ်ပြောစရာအလောက်ကြီးမရှိဘူးရှုံးတော့ရှုံးသွားခဲ့တယ်ပေါ့နော်ပြီးတော့နျူကာဆယ်နဲ့ပွဲမှာကတော့ရလက်တော့ရခဲ့တယ်ဒါပေမဲ့ခြေစွမ်းမှမကောင်းခဲ့ဘူးဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲစဉ်မှာအာဆင်နယ်အသင်းအနေနဲ့သူတို့ရဲ့မှာဒါလူဆုံလာတယ်ဗောနော်လူဆုံတယ်ပဲပြောရမလားဟာဖတ်တယောက်ကလွယ်ပြီးတော့ကျန်တဲ့သူတွေကတော့တော်တော်စုံနေပြီဆိုတော့ဒီပွဲစဉ်မှာအာဆင်နယ်အကောင်းဆုံးဒါလုပ်ပြနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ပြီးတော့ရင်ဖူဟန်အသင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဖူဟန်အသင်းနဲ့ပတ်သက်ပြီးတော့ဗျာကျွန်တော်နည်းနည်း impress ဖြစ်မိတာကAston Villa လို့အသင်းမျိုးကိုသူတို့ရဲ့အိမ်ကွင်းမှာ1-0နဲ့နိုင်လိုက်တာကကျွန်တော်အတွက်ဒါ surprise ပေါ့နော် surprise ဖြစ်သွားခဲ့တယ်ပြီးတော့ရင် Brentford ကိုစီးတေးကြတယ်အဝေးကွင်းမှာပြီးရင် Liverpool ကိုအဝေးကွင်းမှာ2-0နဲ့ရှုံးတယ်ဖူဟန်ကအိမ်ကွင်းမှာဘန်လီကို3-1နဲ့နိုင်တယ်ပြီးရင် Forest ကိုအဝေးကွင်းမှာစီးတေးကြတယ်သူတို့အဝေးကွင်းမှာဆိုလို့ရှိရင်ရလက်မကောင်းဘူးဗျသူတို့အလွန်ဆုံးရရင်တရေရလက်ပဲဒါပေမဲ့ကျွန်တော်ကြောက်တာလေအာဆင်နယ်ကွင်းုံသွားပြီးတော့အဲ့လိုတရေစီးတို့ပြီးတော့ရင်1-1တို့အဲ့လိုဖြစ်မှာကြောက်တာဒါကတော့ဒါဖူဟန်ဘက်ကနေကျွန်တော်ကတော့ဒါတွေးကြည့်တာပေါ့နော်ဒါပေမဲ့တစ်ဖက်ကပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်စောနာပြောခဲ့တဲ့အတိုင်းပဲအာဆင်နယ်ကနိုင်ကိုနိုင်ရမယ့်ပွဲစဉ်မှာတေးကြလို့မဖြစ်တာဗျာဒီပွဲကတေးကြလိုက်တာနဲ့မန်စီးတီးကကောက်စားသွားမှာဒီနိုင်မယ်လို့တော့ပြောတာတော့မဟုတ်ပါတော့မန်စီးတီးအနေနဲ့ဒါပေမဲ့ဟိုတေးကြမယ်ဆိုလို့ရှိရင်ကိုအာဆင်နယ်အတွက်ဒါတော်တော်လေးကိုဒါဖိရတေးကြရင်ကိုအာဆင်နယ်အတွက်ဖိရတွေဝင်သားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့
အာဆင်နယ်မဖြစ်မနေအနိုင်ရရှိအောင်ကစားလိမ့်မယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့ခံမှန်လားရဲ့ကိုကျွန်တော်စပြီးပြောလိုက်တော့မယ်ခံမှန်လားရဲ့မှာဆိုလို့ရှိရင်အာဆင်နယ်ဘက်ကတော့ကျွန်တော်ထင်တယ်ပြီးခဲ့တဲ့တီကွန်နယ်ပွဲစဉ်ကလူစင်းကိုအရင်ကြီးအပြောင်းလဲလုပ်မယ်လို့တော့မထင်ဘူးမာဒူဂေးနေရာမှာစကာလာပြီးတော့ကျန်တဲ့ဒီကစားသမားတွေကတော့ပုံမှန်တိုင်းပဲပေါ်ထွက်လာလိမ့်မယ်လို့ထင်တယ်ခန်းစစ်မှာ Gabriel Saliba တိုက်စစ်မှာ Yorgias နဲ့ဘယ်ချမ်းမှာဒီ Trossard ဒါမှမဟုတ် Martinelli ကွင်းလယ်မှာက Rice ကိုပေါ့နော်နံပါတ်6 row နေရာမှာထားပြီးတော့ကစားတာကအာဆင်နယ်အတွက်ဒါပို့ပြီးတော့တင့်တော်တယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပြီးရင် Zubimendi က bounce to foul ပုံစံကစားပေါ့နော်တစ်ဖက်က Fuan ကတော့သူတို့မှာဒီလှုပ်လို့ရှာဖြစ်နိုင်တဲ့ player တွေရှိတယ်ဗျအဓိကတော့ Wilson တို့ဆိုလို့ရှိရင်လည်းတိုက်စစ်ကိုဥဆောင်နိုင်တယ်နောက်တန်းမှာဆိုလို့ရှိရင်လည်းဘယ်လိုပဲဖြစ်ဖြစ် Anderson တို့ဘာလို့ဆိုလို့ရှိရင်လည်းကောင်းတယ်ဗျကိုသမားလည်း Lino ဆိုတော့ဒါအာဆင်နယ်အသင်းရဲ့ကိုသမားဟောင်းဖြစ်နေတော့ဒါအာဆင်နယ်ဟိုပွဲစဉ်တွေကိုကြည့်ရင်သိတာပါတယ်တောက်လျှောက်ကိုပုတ်တာဗျအာဆင်နယ်နဲ့ပတ်သက်လာရင်ဟိုဒါကြောင့်မလို့ကျွန်တော်ကတော့ဖူအန်အသင်းကလည်းဘယ်လိုမျိုးလဲချင်းချောင်းနိုင်တဲ့အနေအထားမှာတော့ရှိတယ်ဒါပေမဲ့အာဆင်နယ်အနေနဲ့ချန်ပီယံဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဖူအန်လိုအသင်းကိုမဖြစ်မနေအနိုင်ရရှိအောင်ကစားသင့်တယ်လို့ဒါထင်မြင်ပါတယ်ဒါတော့ကျွန်တော်ရဲ့သုံးသပ်ချက်လေးဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ညီကိုတယောက်ချင်းနေကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်အားလုံးကို拜拜嘛。